တီလေးကိုမရောက်တာတော်ကိုကြာမိသားစုမိဘတွေနဲ့ဝေးရအပေါင်းဖို့တငယ်ချင်းများနဲ့ဝေးရရေမြေချတိုင်းတစ်ပါးရမ်းမှာကြိုးစားလို့လုံလာပြုငွေရှာပြောရမနေတော်ရနေရတာလွန်ရတဲ့အချိန်တွေများမှမျက်ရည်မစင်နိုင်ပါတစ်ခါတစ်ခေါက်တော့ရောက်လာခြင်းပြီးလိုက်တာအခွင့်အခါတွေများမပေးပါတာယာနေတော့ဒုစာတီးမြေအဝေးရကတည်းကမိသူမှာရွာကိုလေးပြန်လာခြင်းလိုက်တာကြံခဲ့ရတဲ့အဖေနဲ့အမေကိုအစင်ပြေသောဘဝလေးထားခြင်းတာတော်တရားရင်မှာအစင်မြဲရှိတဲ့အရာမိဘနှစ်ပါးကိုညစဉ်ကတော်လျက်ပါရောပြန်ခြင်းနဲ့စိတ်တွေတားဆီးမရနိုင်ပါအလွမ်းမြတ်ရဲ့ဟန်ကိုဖို့ရသည်မှာမြေစာတီလေးကိုမရောက်တာတော်ကိုကြာမိသားစုမိဘတွေနဲ့ဝေးရအပေါင်းဖို့တငယ်ချင်းများနဲ့ဝေးရရေမြေချတိုင်းတစ်ပါးရမ်းမှာကြိုးစားလို့လုံလာပြုငွေရှာပြောရမနေတော်ရနေရတာလွန်ရတဲ့အချိန်တွေများမှမျက်ရည်မစင်နိုင်ပါတစ်ခါတစ်ခေါက်တော့ရောက်လာခြင်းပြီးလိုက်တာအခွင့်အခါတွေများမပေးပါတာယာနေတော့ဒုစာတီးမြေအဝေးရကတည်းကမိသူမှာရွာကိုလေးပြန်လာခြင်းလိုက်တာကြံခဲ့ရတဲ့အဖေနဲ့အမေကိုအစင်ပြေသောဘဝလေးထားခြင်းတာတော်တရားရင်မှာအစင်မြဲရှိတဲ့အရာမိဘနှစ်ပါးကိုညစဉ်ကတော်လျက်ပါရောပြန်ခြင်းနဲ့စိတ်တွေတားဆီးမရနိုင်ပါ